ယ်လီကမပြန်ချင်ပေမဲ့လည်းအမေဖြစ်သူကအတင်းအကျပ်ခေါ်ဆောင်သွားခဲ့ပါတယ်။ဒါကြောင့်ယ်လီဟာနိုအာအလုပ်ခွင်ကိုနောက်ဆုံးအကြိမ်သွားတွေ့ဖို့ကြိုးစားခဲ့ပေမဲ့နိုအာကပစ္စည်းသွားပို့နေတာကြောင့်မတွေ့ခဲ့ရပဲ။သူမသူ့ကိုအရန်ချစ်တယ်ဆိုတဲ့အကြောင်းဖင်းကိုမှာကြားခဲ့ပါတယ်။နိုအာပြန်ရောက်လာတဲ့အခါဖင်းကယ်လီမှာသွားတဲ့စကားကိုပြောပြတာကြောင့်သူဟာယ်လီအိမ်ကိုအပြေးလွှားသွားခဲ့ပါတယ်။ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲခြံတကားကြီးပိတ်ထားတာကိုပဲတွေ့လိုက်ရပါတော့တယ်။နိုအာဟာတစ်နှစ်ပတ်လုံးယ်လီစီနေတိုင်းစာရေးခဲ့ပေမဲ့ယ်လီအမေကLED စာတွေကိုမသိစေဖို့အတွက်ကြားဖြတ်ဖျောက်ဖျက်ပစ်ခဲ့ပါတယ်။စာဆောင်ရည်365ဆောင်ရေးပြီးတဲ့နောက်မှာတော့ယ်လီစီကဘာစာပြန်မှမရတာကြောင့်နိုအာဟာစာရေးတာကိုရပ်ပြီးအားလုံးကိုမေ့ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်နိုအာနဲ့ဖင်းတို့ဟာအတလန်တာမြို့မှာပဲသူတို့ဘဝကိုဆက်လျှောက်ခဲ့ကြပါတယ်။သူတို့ဟာဒုတိယကမ္ဘာစစ်ထဲဝင်တိုက်ခဲ့ကြပြီးဝမ်းနည်းစရာကောင်းတာကဖင်းဟာစစ်ပွဲမှာကြာဆုံးသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲယ်လီဟာဒဏ်ရာရစစ်တီတွေရှိတဲ့ဆေးရုံတစ်ခုမှာသူနာပြုစေတနာဝန်ထမ်းလုပ်နေရင်သူမကိုချိန်တွေ့ဖို့အဖော်ဆက်ခဲ့တဲ့ဗိုလ်ကြီးလွန်ဟန်မွန်ဂျူနီယာနဲ့တွေ့ဆုံခဲ့ပါတယ်။သူဟာအလွန်ချမ်းသာပြီးရှေ့နေတယောက်အနေနဲ့အလုပ်လုပ်သူဖြစ်ပါတယ်။မကြခင်မှာပဲသူတို့နှစ်ယောက်ချစ်ကြိုက်သွားခဲ့ကြပြီးနှစ်အနည်းငယ်အကြာမှာတော့လွန်ကယ်လီမိဘတွေအလွန်သဘောကျမဲ့လက်ထပ်ခွင့်ကိုတောင်းခံခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့နိုအာဟာစစ်ပွဲကနေအိမ်ပြန်ရောက်လာပြီးသူ့အဖေကသူတို့အိမ်ကိုရောင်းချပေးခဲ့မှန်းသိလိုက်ရတယ်။ဒါမှနိုအာဟာယ်လီကိုဂတိပေးခဲ့တဲ့အတိုင်းဝင်စာဆက်ခင်းကိုဝယ်ပြီးပြင်ဆင်နိုင်မှာမို့လို့ပါ။သူသာဒီအိမ်ကြီးကိုပြန်ပြင်ဆင်လိုက်ရင်ယ်လီဟာတနေ့မဟုတ်တနေ့သူ့စီပြန်လာလိမ့်မယ်လို့သူယုံကြည်နေခဲ့ပါတယ်။နိုအာဟာသူ့ရဲ့အိမ်ဆောက်လုပ်ရေးအစီအစဉ်အတွက်ခွင့်ပြုချက်ရဖို့ချက်စတန်ကိုသွားတဲ့အခါလမ်းဘေးမှာလမ်းလျှောက်နေတဲ့ယ်လီကိုမမျှော်လင့်ပဲတွေ့လိုက်ရပါတယ်။ဒါပေမဲ့ယ်လီဟာတခြားမျိုးသားတစ်ယောက်ကိုနမ်းနေတာကိုမြင်လိုက်ရလို့သူတော်တော်လေးတုန်လှုပ်သွားခဲ့ရပါတယ်။သူစိတ်နာကျင်ခဲ့ရပေမဲ့လည်းယ်လီပြန်လာလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်တစ်ခုတည်းနဲ့သူတို့ရဲ့အိမ်မက်အိမ်လေးကိုဆက်လက်ပြင်ဆင်ခဲ့ပါတယ်။ပစ္စုပန်ကာလကိုပြန်ကြည့်ရင်တော့သူနာပြုမလေးကဇလန်းကိုဆက်မပြောပြခင်ဂျုံနဲ့အဖွားဦးတို့ကိုနေ့လယ်စာအရင်စားဖို့လာခေါ်တာကိုတွေ့ရပါတယ်။အဲ့ဒီနောက်မှာတော့ဖရန့်ကွယ်လွန်သွားခဲ့ပြီးနိုအာဟာအိမ်ကြီးထဲမှာတယောက်တည်းကြံရစ်ခဲ့ရှာပါတယ်